အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖရာလို့လေဗျာငုတ်တုတ်ကြီးတွေဥသုံးကြီးမဲရှစ်ခိုးပါဗျာဆိုငုတ်တုတ်ထိုင်မေ့တာခင်ဗျားတို့ဒီနေရာတစ်ချိန်လည်းမကပါဘူးခင်ဗျားတို့နောက်ခဏဟောနေတာကိုရှစ်ခိုးပါ၏ဆိုပြီးပါဇက်ကပြောသလိုတော့လုံးမပေါ့ဒီခေတ်ကြီးဒေသကြီးနောက်ဘုန်းကြီးဦးသတိလတရားနာရင်ရှစ်ခိုးပါ၏ဖရာဆိုပြီးဒီလိုငုတ်တုတ်ကြီးနေအောင်မလားမနစ်ကလည်းဒီတိုင်းပြောတာမေ့တာခင်ဗျားတို့ဂိုက်အနန္တ၅ပါးကိုဘုန်းကြီးကတညတည်းရှစ်ခိုးစေချင်တာလားညတိုင်းလားညတိုင်းကျွတ်တို့အမောခံပြီးတော့တိုက်တွန်းရရှစ်ခိုးမှဘုန်းကြီးတို့မောချိုးနှပ်မှာလားရှစ်မခိုးမှမောချိုးနှပ်မှာရှစ်ခိုးမှမောချိုးနှပ်ဘေးနာကြီးလည်းအညောင်းခံပြီးတော့တရားနာကြရရှစ်ခိုးမှညောင်းချိုးနှပ်မှာလားရှစ်မခိုးမှညောင်းချိုးနှပ်မှာဒါကြောင့်ညတိုင်းရှစ်ခိုးကြပါတော့အိယာလေးခင်တူးလေးတုပ်လက်အုပ်ကလေးချီလို့ညတိုင်းရှစ်ခိုးကြပါဆိုတာကျုပ်သတိပေးပြီးတဲ့နောက်တရားနာပရိသတ်ဝိပဿနာပိုင်းကျုပ်ရှေ့ပိုင်းမှာဒီကနေ့မဟောနိုင်ပါဘူးဇတ်ထုတ်ပဲစကြင်ပါတယ်နောက်ပိုင်းကျမှဉာဏ်စဉ်လေးပါလေးတက်သိရင်ကျွတ်တို့တက်ကြတာပေါ့ဗျာဒါကြောင့်ဇတ်ထုတ်ကိုစကြစို့ဘုန်းကြီးဟောမဲ့တရားခေါင်းစဉ်တတ်ထားတာပါတဲ့ဘုရားမှာနှစ်ခါဆုံးတယ်အဲ့ဒါဘုရားကိုယ်တော်မြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကကျွတ်တို့အာလဝီပြည်ရဲ့အနီးသစ်ပင်ကြီးတပင်အောက်မှာဘုရားကိုယ်တော်မြတ်ဟောတော်မူတယ်အန္တိဘူတောအယံလောကောတနုကိထာဝိပါဒတိတကုနောဇာလမုတ်တောဝါအာပေါဟောတက်ခါယကိစ္စတိဒီဒေသနာကိုဘုရားဟောပါဠိပဲမဲ့လို့နည်းနည်းလေးအဝိအဝိုက်ကလေးနဲ့နားထောင်ကောင်းအောင်လို့ပြောကြတာပေါ့ဗျာအာပေါဟောကြီးကစားရဲမပါဘူးဒါနဲ့တာရှိနာနိုင်အောင်နားမညောင်းအောင်လို့ထက်မှတရားသဘောသာမှတောင်ဟောမြောင်းဟောကတော့နိဗ္ဗာန်ရဖို့တစ်စက်မှပါခြင်းမှပါမှာဒါရှင်းအောင်ပြောရတာလေဒီတော့တရားသဘောမှမြေဝလာကျွတ်တို့ဥလသိကြီးဓာပြားသွင်းထားအာသံရှာသံလေးတွေဆိုတာထဲရနာမရူပဟာကဲဟာကြီးကဘာကုန်ပါထဲရတယ်ဗျနာမရူပဟာနိဒံကာယေဥပ္ပါဒဝယဓမ္မိကံဥပ္ပိစိတဝနိရုဇံဝါဟာပါဘူးလို့ဟာကြီးကထဲရတာဗျဥပ္ပိစိတဝနိရုဇံဝါဟာအနိစ္စဝခယထတောဒုက္ခံစေဝဟာဝယထေနအနတ္တံအသာရကထတောဆိုတော့ဓာပြားဝယ်တဲ့လူကသိုးဘူးกว่าဆိုအိတ်ထောင်ထဲကပက်ဆံလေးခုန်ထွက်တာပေါ့မှတ်ထားဗျအာဃာရှာသာဆိုတာဒါကြောင့်ကျွတ်တို့လည်းထဲရပါတယ်တာရှိနာနိုင်တဲ့နီးပေါ့နားဆွင့်တဲ့နီးပေါ့အာယုံ၅ပါးနဲ့နေတဲ့လူတွေဆိုတော့နီးပေါင်းစုံနဲ့ဆွဲဟောရပါတယ်ဗျာယေဝနာကျွတ်တို့ဟိုဥမာဒာနိဇတ်ထုတ်တယ်ပါဠိပဲမှာကမလို့ခုံမလို့လေးလေခေမာဥပလောနာသပရသရိသဂောရမိဓမ္မရိနာမဟာမာယာဝိသခာသာပိဟာဟိမဟုတ်ဘူးထဲရတယ်ပြိဿမထဲရဘူးလားပြိဿကြီးဓမ္မတာရှိနာနိုင်မှာကိုဗျပြီးတော့ရှိသေးညီတော်မင်းနာနဲ့မှာဘဂဝါယေကဟိတဝနာဟာနန္တံကိစ္စတိတေပတိတုံမေဟိဝိနာဘဝယာဟာကရိတတိနရုတ္တမောဆိုတော့နားထောင်ကောင်းတာဗောဗျမှန်လားပြိဿကြီးမှန်ပါဗျာ
ရင်ဦးလာပြပြီးတော့ရှေ့ပိုင်းရွတ်ထားတာလေယထာအာဂရံဒုသနာဝုခိသမတိဝိဇတိအမဒီလိုလာတယ်ကိုဗျဧဝံအဘာဝိတစိတ်တရာဟောသမတိဝိဇတိပေါ်ဗျာထဲရတယ်ပြိဿကဲဥလသိမ့်တက်ဗျာအယောင်းတွက်ပြီမဲ့လို့ကျွတ်တို့ကြိုက်ဝိုင်းဆရာတော်ကြီးဘုန်းကြီးကြီး80ကျော်မှသွင်းတော့ရှင်သာရိပုတ္တရာမေတော်ချုပ်ခါဓာတ်ဆက်တွေမေးကြည့်တယ်သိဘူးတဲ့ကဲဖိုးကြီးတန်ဘုန်းကြီးတန်မဝဲဘယ်ဝဲမတော့ကြိုက်ဝိုင်းကရိုးရိုးကြီးဓာတ်ထောင်ကြီးကြိုက်ဝိုင်းတန်ကျုပ်ပြောဗျယထာယအစဉ်သောရီတော်တွန်းစိန်သောသတ္တိတရီတဝေထွက်လာတဲ့ကဒီသားယထာယအစဉ်သောရီတော်တွန်းစိန်သောသတ္တိတရီတဝေဘောရဏီပြစ္ဆုကနဝဘောရိတိဓမ္မတိသသာသူဓာတ်ဆက်ဖွင့်တဲ့လူကစာအိတ်ချင်တယ်အဲ့ဒါလို့ခွက်ချကုန်နာပြိဿအစာဆုံးမစားကောင်းတယ်လို့ဖြစ်မှန်လားပြိဿကြီးမှန်ပါဗျာကျွတ်တို့ရဲ့ဆရာကြီးသာယာပတိဦးငင်းရကြတော့မင်းသားကြီးသာကျွတ်တို့ရဲ့ဆရာကြီးဆိုပေမဲ့လို့ကျွတ်တို့ကိုယ်တိုင်တော့တရားနာပြိဿကြီးဆရာတော်ရဲ့ထံမှာမမိခိုလိုက်ရပါဘူးမန္တလေးလာတရားဟောတော့စာအုပ်တွေသွားပြီးပူဇော်တော့ဘာတော့ကွယ်တဲ့မန္တုလဥဆိုင်တိုက်တဲ့ပြီးတော့စာအုပ်ပူဇော်ခြင်းလို့ဗျာဝါသနာပါသလားတဲ့ဆရာတော်ဘုရားရဲ့တရားတွေပြီးတော့သိဝါသနာပါတယ်ဗျာကြောင်းကြတပွဲပြန်ဟောတာဗျာဒီမင်းငါလို့អော်ရဲလားဟိអော်ရဲပါတယ်ဗျာអော်စမ်းကွာဆိုကျုပ်ကတောက်လျှောက်ကောက်ပေါ့နောက်တစ်ခေါက်လာရင်မင်းလိုက်ခဲ့တော့ခေါ်ပါတယ်အဲ့ဒီပြောပြီးတဲ့အခေါက်ပဲပြန်တော်မူသွားလို့ကျုပ်ဖြင့်မြဲရည်တောင်ကြမိနီးမခံလိုက်ရပါဘူးသို့တော်လည်းပဲသူဟောတဲ့နီးအတိုင်းယူထားတော့ကျွတ်တို့ကြားဆရာပေါ့ဗျာအခုဥလသိန်းတို့ဆိုတာလဲကျွတ်တို့ရဲ့ကြားဆရာပေါ့ကျုပ်နာဘူးတဲ့ဓမ္မဂတိကဆိုရင်ကျုပ်ကတော့ကျုပ်ဆရာကြီးပဲတွက်ထားကိုရင်လေးဟောလို့နာလဲကိုရင်လေးလဲကျုပ်ဆရာပဲကိုရင်လေးထံကယူရင်ကျွတ်တို့ကစုံအောင်နာတာတရားရှုံးအောင်မနာဘူးတရားဆိုတာနာရရင်အရှုံးမရှိဘူးဗျမှတ်ထားကြလိုချင်တာယူတာပေါ့ဗျမလိုချင်တာထားပြစ်ခဲ့တာပေါ့ဘာဖြစ်တော့ကျွတ်တို့ကတရားရှုံးအောင်မနာဘူးဒါကြောင့်တရားများနာရရင်မရှုံးဘူးဗျမနာရရင်တော့ရှုံးပြီးသားမှတ်တော့အိမ်ကထွက်ကလေးကရှုံးပေါင်းတယ်တရားပွဲရှိတဲ့ပြောတယ်ကွာငါသွားဝေဖန်လိုက်ဦးထွက်ကလေးကလိုချင်တာယူဖို့မဟုတ်ပဲငါသွားဆန်းစစ်လိုက်ဦးမငါသွားအကဲခတ်လိုက်ဦးသဘောကျခေါင်းတစ်ဆက်ဆန်းချင်းသဘောမကျရင်သူကဒီတရားမျိုးနာတတ်တော်မဟုတ်ဘူးတို့เจ้าလည်းမင်းတို့သိတယ်မဟုတ်လားကွာတို့ကဘယ်လူကွာဘာတော့ရောတော့ရှောက်ကဲဒီအဆင့်ဗျာနိဗ္ဗာန်ရောက်မယ်ဆင်လားဆိုတာစဉ်းစားဖို့ဗျနိဗ္ဗာန်ရောက်မယ်ဆင်လားဆိုတာစဉ်းစားဖို့နော်ဒါကြောင့်တရားနာရရင်အရှုံးရှိဘူးကျွတ်တို့စုံအောင်နာတာဘုန်းကြီးတွေကဆိုရင်သာယာဦးကြီးကကြိုင်ဝိုင်းဥိနကမန္တလေးမြို့ရိပ်သာဆရာတော်တွေတိပိဋကအနိစ္စခံဝိဇောခန္ဓာယုံစုံလို့ကြုံမနာဘူးတာမရှိပါဘူးလူတွေကဆိုရင်ဥလသေးဥဆန်းထွန်ယရနာဘုံဆရာချစ်ရွှေပြည်ဥပဒေကျွတ်တို့စုံအောင်နာတာကိုရင်လေးဟောနာတယ်ကျောင်းသားလေးဟောနာတယ်ယောက်ျားဟောနာမိန်းမဟောနာမန္တလေးမှာထွန်းရှင်ဟောတယ်ဆိုလို့သွားနာလိုက်သေးကြိုက်ပါဗျာမထွန်းရှင်လဲတရားပြောတာပရိအုံမီအောင်အုပ်တာကိုဘုရုဘာသာဖြစ်သွားစုံအောင်နာတာဗျလိုချင်တာယူတာပေါ့မလိုချင်တာမယူပဲနေတာပေါ့ဒါကာဘာလုတ်ပြောနေတာမဟုတ်ပါဘူးကျုပ်ကကာဘာလုတ်เสียမလိုဘူးတောင်းမှန်ဟောရတယ်ဘုန်းကြီးတောင်းမှန်ပြီးသားတမျိုးလုံးဆရာတော်သံဃာတော်ရှင်များခြေတော်ရင်းမရောက်ပြီမဲ့လို့ဟောဒီလူကြီးပိဋကလူကြီးမိဘအရွယ်တွေနဲ့သံဃာတော်ကြွရောက်တော်မူလာကြတယ်ညီတော်နောင်တော်တွေနဲ့ဆရာတော်သံဃာတော်တွေနဲ့ကျုပ်ကတရားပွဲတိုင်းလေးအလင်းအသိရင်အပ်ပါနှုတ်နဲ့မကပါဘူးဗျာမကြိုက်ဘူးဆိုရင်ဖြင့်ဟေးဇတိလဒါတို့မကြိုက်ဘူးကွာလို့နှုတ်နဲ့မဟုတ်ပါဘူးဒုံးနဲ့တက်ရိုက်ဆုံးမတော်မူကြပါဗျာဒီလိုအပ်ပြီးသားဆိုတော့ကျုပ်ကာဘာလုတ်เสียမလိုပါဘူးမှန်လားပြိဿကြီးကာဘာလုတ်တဲ့အနေမျိုးပြောတာမဟုတ်ဘူးတရားနာတာကိုတရားနာပြိဿကြီးရှုံးအောင်မနာစေခြင်းလို့ကဲဒီတော့ကောင်းပြီတရားနာပြိဿသာယာပတိဦးကြီးရကြတော့ကျွတ်တို့လို့မဟုတ်ဘူးကျွတ်တို့ကမှန်ရလားပြိဿဒီတိုင်းမေးကျွတ်တို့သာယာပတိဦးကြီးရကြီးကမဟုတ်ဘူး
မထိတထိလေဘေးသားကြီးမှားရလားဟောလားမပြီးဘူးနာဘူးပါတယ်မန်းလေးမျိုးကနားထောင်ကြည့်ပေါ့လားကိုပြီးအောင်မပြောဘူးမထိတထိလေဘေးသားကြီးမှားရလားလားမပြီးဘူးမှန်တယ်တတိတို့မှန်လုံးလို့ခက်ကုန်ကြီးကွဲတို့လေပြောလေဣနိုင်ပြန်တစ်ချက်တစ်ချက်ထိအောင်ဟောပြန်ကျင်စိတ်မရှိနောက်ဒါကြောင့်တရားနာပြိဿကျွတ်တို့အဲ့ဒါလို့စုံအောင်နာခဲ့ပါတယ်ပြိဿဒါတရားဘုန်းကြီးတွေပြောနေတာမင်းသားတွေကြောင့်ပြောဂုံတော်ဂုံမမဟုတ်ဒီမန်းတို့ကြစာလားလေးနဲ့တချင်းဆိုတာကအစအရင်မူလတနာမကင်းနိုင်ကြပါနဲ့ဟဲ့ဟဲ့ဟောဟဲ့ဟဲ့ဒီပါဒီပါလားကိုင်းကြိုင်ကုန်လိမ့်မယ်ဗျာတကြပါစို့ဂါထာတစ်ပုဒ်ရုပ်ခါရှိသေးရှေ့ကိုမတိုးနိုင်အောင်ကြဒီတော့ကောင်းပြီလေခုနကဂါထာလေးကပါတဲ့အာဒီဘူတော်ယံလောကတနုကိထာဝိပါစတိသကုနောဇာလမုတ်တော်ဝါအပောဟောသက်ခာယခိစတိဒါဘုရားဟောပါအဲ့ဒီဒေသနာကိုဘယ်သူအကြောင်းပြုဟောတယ်လဲဖယားမှာနှခါဆုံရှာတဲ့ကလေးမလေးအကြောင်းပြုဟောတယ်ကိုဗျအဲ့ဒီကလေးမလေးကဘယ်မြို့သူပါလဲအာလဝီမြို့သူအာလဝီပြည်သူလေးပေါ့အာလဝီပြည်အတွင်းမှာကျွတ်တို့ရက်ကန်းရက်စားရတဲ့ရက်ကန်းတယ်ကြီးရဲ့သမီး16နှစ်အရွယ်ကလေးမလေးသူ့နာမည်မေသုခလို့ခေါ်ပါတယ်ကျန်ကန်နဲ့ပါဒလားမမေးနဲ့မပါဘူးဒုက္ခချုပ်ဝေးရချမ်းသာဒုက္ခရသွားလို့မေသုခပေါ့ဗျာနာမည်ပေးရလေအလွန်လိုတာပြိဿတချို့နာမည်မဲ့ကြမြင်ဘူးလားဒီကလေးမွေးခွာလာမှဟိုငွေတွေတိုးလာလို့မောင်ငွေတို့မောင်ရွှေတို့သူ့မွေးပြီးမှချမ်းသာလို့မောင်ချမ်းသာတို့တချို့ကြဖေမေနာမည်ပါအောင်မဲ့ကြဖေကမောင်လှအမေကမတ်ချောဖေမေနာမည်ကောင်းမှမှဲ့ကောင်းသားလေးကြလှချောဖေကမောင်လှအမေကမတ်ချောသားလေးကြလှချောဖေမေနာမည်မကောင်းရင်လည်းမဲ့မကောင်းဘူးပေါ့ကျွတ်တော့အင်းဝပဲလင်မယား2ယောက်ရှိတယ်ဖေကကိုခွေးတယ်အမေကမခွေးတယ်သားလေးမဲ့ရင်ခွေးလို့မဲ့ဖို့ရှိဟာမကြပါဘူးဆိုမှကြိုက်ကြည့်တော့ကောင်းပြီလေနာမည်ကျုပ်ဟာကျုပ်ပေးတာပါပြိဿမေသုခလေးအဲ့ဒီမေသုခလေးအာလဝီပြည်တွင်မှာမိခင်မရှိသည်နောက်ဖခင်ကိုလှုပ်ကြွေးသမှုပြုပြီးတော့နေရရှာတဲ့ကလေးမဒီကလေးတော့ဖြင့်သုံးလောကထိုထားသဗ္ဗညုမြတ်စွာဘုရားကိုရောမြတ်ကြီးကလည်းကျွတ်တို့အာလဝီပြည်တွင်သူချွဲတယောက်ရဲ့အိမ်သို့ဆန်းစားအကြွသူချွဲတယောက်ရဲ့အိမ်သို့ဆန်းစားကြွတဲ့အချိန်ခါမှာခလေးမလေးမေသုခဖယားကြွလာတယ်ဆိုတော့တရားနာခြင်းစိတ်ပေါ့ဖယားရှင်မြတ်တော်ကြီးလည်းဖူးခြင်းနဲ့တရားဓမ္မကိုလည်းနာခြင်းနဲ့ဒါကြောင့်အဖေရှိသွားပြီးတော့ဒူးလေးတုပ်လက်အုပ်ကလေးချီလို့ဟေးသမီးတရားနာသွားခြင်းလို့ဟောဟဲ့သမီးတရားပွဲကဘယ်မှာတော့တရားပွဲကဒီအာလဝီပြည်တွင်သူ့ကျွဲတယောက်ရဲ့အိမ်မှာဘုရားကိုယ်တော်မြတ်ကြီးဆွမ်းစားပင့်လို့အဲ့ဒါတရားဟောမှာလေဖေးရဲ့တာရုယာတာရုတရားနာခြင်းနဲ့သမီးတရားနာခြင်းစိတ်ပေါက်လာရဲ့ဆိုရင်အဖေတို့မိဘများဝမ်းမြောက်ရမှာပေါ့တာရုယာတာရုငါသမီးကြီးတရားနာပြီးတော့အဖေကိုလည်းပြန်ဖောက်တယ်ချာနော်ဟဲ့ငါကြီးများနှမများမှတ်သွားကြဟဲ့လိမ္မာတဲ့သားသမီးဘယ်ခရီးသွားမိဘအတိပေးပြီးရှ िख ိုးသွားကြခြေတုံးကလိမ္မာတဲ့သားသမီးမိဘအတိပေးပြီးရှ िख ိုးသွားကြတယ်ဟဲ့ဒါကြောင့်ငါကြီးများနှမများလည်းအတူယူကြဖို့ဘယ်လန်းသွားမိဘရှ िख ိုးသွားကြမင်းတို့ခေကြီးကြောက်စရာကောင်းလို့ခုခေကလေးတွေမိဘအလစ်ဆောင်မိဘမလစ်လိုက်နဲ့လစ်လိုက်ရင်သူတို့လည်းလစ်တာအတိပေးမသွားရှင်းလုံးကများယောက်ျားလေးဖြစ်တော့အမေရှ िख ိုးရုံမကဘူးအမေထမိန်စားနားပန်ဆိုပါလားကွအန္တရာယ်ကင်းတယ်ဆိုပြီးတော့မိဘတလောက်အားကိုပြီးတော့ရှ िख ိုးပြီးအတိပေးထွက်ကြ
အဖေဖြစ်တော့လေသာဓုဗျာသာဓုငါသားကြီးငါသမီးကြီးခလုံးမထိစူးမထိပဲနဲ့သွားလန်းဖြောင်းပါစေအမေဖြစ်တော့လေသာဓုတော်သာဓုဘုန်းကြီးပါစေသက်ရှိပါစေဟေးဆုမောင်ကောင်းနေပေးကြတယ်ကွမိဘမေတ္တာရိတ်ခိုးလုံခကြီးသွားအန္တရာယ်မရောက်ဘူးဟေးမှတ်သွားကြခုခေတ်တော့ဟုတ်ပါဘူးမိဘအတိမပေးပဲထွက်သွားသေတောင်အလောင်းပဲလိုက်ရှာမှမသိမိဘအတိမပေးပဲထွက်သွားတော့မိဘများကလည်းသူတို့နဲ့တန်နဲ့စုတော့ပေးတာပေါ့ယောက်ျားလေးဖြစ်တော့ပေချင်းစို့ငါအတိပေးမသွားဘူးလမ်းထင်းမွေစိုးကြိုက်သေးပါစီတော့ဟဲ့ငါညီများတော်မများမှတ်ကြကိုသားသမီးအန္တရာယ်ဖြစ်မွေစိုးဘသူကြိုက်တဲ့ခြင်းကြပါမလို့ဒါပေမဲ့လို့အတိပေးလိုက်တဲ့လူကြီးမိဘသတိမပေးလို့ကရုဏာဒေါသောနဲ့ဒီလိုကျင့်စေကြသည်မိန်းကလေးဖြစ်တော့ဟေ့ဟိုကောင်မကငါအတိမပေးပဲသွားရအောင်သူကလမ်းဖားထောင်ကျင်လို့တော့အဲရှေ့ကတလုံးငါပြောမကောင်းလို့ဘာနဲ့သုံးတာဟဲ့ကိုယ့်ဘာကိုပြောင်းမှတ်ကြလမ်းဖားထောင်ကျင်လို့တော့သိပါတယ်ဒီပညာကမွေးကလေးကတတ်အဲ့ဒါလို့ဟဲ့မိမအတိမပေးတော့မိမကဒုက္ခဖြစ်စေခြင်းလို့မဟုတ်ကြပေမဲ့လို့ကရုဏာဒေါသနဲ့ကျင့်စေကြတော့အဲ့ဒီကျင့်စာတွေသင်ပြီးတော့ငတ်ကြီးများနှမများဒုက္ခရောက်ကြရပါသည်ဒါကြောင့်လေးစားလိုက်တဲ့ဖရာရဲ့တရားရဲ့သံဃာရဲ့မိဘရဲ့ဆရာသမားရဲ့တို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာတော့ဒီကိုင်းကြီး၅ကိုင်းကိုလေးစားကြဒီကိုင်းကြီးတွေပြီးရင်မိုးမမှန်လေမမှန်အတိအနာအထွက်နဲ့စီးပွားရေးကြတဲ့ပြီးတော့ဒုက္ခနဲ့အမြဲတမ်းရင်ဆိုင်ရတတ်လို့အနန္တ၅ပါးကိုလည်းကြုံညတိုင်းရှိခိုးခိုင်းရပါဗျာမှန်လားပြိဿကြီးမှန်ပါဗျာကဲကြည့်ဟဲ့အခုဘုန်းကြီးမမြင်လို့သူ့ပါဘူးဘုန်းကြီးဘယ်ကလှမ်းကြည့်ကြရုံးကြီးပါအဲ့ဒီခက်တော့ခက်ကြီးလေကျွတ်တို့လည်းငယ်ငယ်တုန်းကပွဲကြည့်တရားနာမျက်နှာကြည့်ပြီးတော့နာရမှာမလွန်ဆန်းလူသိန်းတရားဝဲဆိုကျွတ်တို့နာနေကြပေါ့ဆရာတော်ကြီးတွေတချို့တော်ရွာတွေရောက်သွားလဲဒီလိုပဲကြော့ဝဲရန်လို့ပန်းအိုးရန်လို့တို့တော့လည်းပဲအာယုံကောင်းတာပေါ့လေကဲတရားနာပြိဿကိုဆက်ကြပါအောင်ဆိုဗျာခொနဲ့ကပါလေမိဘကကျိန်စာတွေကရုဏာဒေါသနဲ့ကျိန်လိုက်တော့ဒီအန္တရာယ်တွေတွေ့ကြဒါကြောင့်တရားနာပြိဿကြီးငါညီငယ်နှမငယ်များလည်းပဲမိဘအတိပေးပြီးတော့သွားကြပါဟိုမှာအဖေအတိပေးတော့ကောင်းပါပြီဗျာတာဓုငါသမီးကြီးသွားပြီတော့အပြန်ကြတော့လေအဖေဖောက်တယ်ချနော်ဒီလိုမှန်လိုက်တော့သမီးလေးမဲ့ဒုက္ခတရားနာထွက်သွားအဖေရှိခိုးပြီးတော့သိမ်မွေ့တာဟဲ့ထိုင်ရာကထပြီးခါလေးကိုက်လက်အုပ်ကလေးချီပြီးနောက်ဆုတ်ကလေးသွားသေးတာဟဲ့မင်းတို့ခေတော့မိဘကတ်ရှိခိုးနောက်ဆုံးသွားဘူးဇွတ်ကနေလှည့်လိုက်တော့ဖင်နဲ့နှာခေါင်းထဲကချိတ်ပါသွားဟာမကြဘူးအတူယူကြဟဲ့ကဲနောက်ဆုတ်ကလေးသွားရောဒီလိုနောက်ဆုတ်ကလေးသွားပြီးတော့ဖယားတရားပွဲကြီးရောက်နေတဲ့ပိဋကမဟုတ်ဘူးတရားနာကြတရားနာပိဋကကြီးအမတန်များပြားသဘောကျွတ်တို့ခုခေတောင်းမှကျွတ်တို့လိုတံမြင်ညအပါကတပုဂ္ဂိုလ်ရဲ့တရားတောင်းမှတလောင်များအောင်နာကြရင်ဘုန်းတော်6ပါးသခင်ဘုရားရှင်တရားဝဲကြီးဆိုတာမျက်စိနဲ့မမြင်တော့လဲစိတ်ထဲကမှန်းကြည့်လိုက်ကြပြုတ်အဲ့ဒါလောက်ထိအောင်စီကားတော့တရားနာပြိဿကြီးဘုရားကိုယ်တော်များကလည်းများမဟောပါဘူးကျုပ်ကလည်းတူဟောရမှာပါဠိကလည်းသိရွတ်တဲ့ဘုန်းကြီးမဟုတ်ဘူးဘာလို့မရွတ်တုံးဆိုမရလို့ဟောရှင်းအောင်ပြောရတာလေဘာလို့မရတုံးဆိုကြက်မှမကြက်ဖဲဘာလို့မကြက်တုံးဆိုအပြင်းထူလို့အခုအပြစ်ကိုတော့ပြောရမှာပေါ့အရင်တော့ကတော့ကျုပ်ကြက်ဟောခဲ့တာပဲပြိဿပါဠိယူအ내ပေးအဓိပ္ပာယ်ပြောပါဠိယူအ내ပေးအဓိပ္ပာယ်ပြောသတိဆိုလူတွေကသာဓုခေါ်သတိဆိုသာဓုခေါ်ဟောခဲ့တာပဲပြိဿဆရာတော်သမတော်ကြီးတွေကတော့ဖြင့်နာမည်ကြီးတွေနဲ့အဓိပတိပုဂ္ဂိုလ်ကြီးတွေဆိုတော့ဘယ်လိုဟောစီကားပေမဲ့လို့ကျွတ်တို့လိုတံမြင်ညဥစဉ်လေးစာသင်သားဘဝအဲ့ဒီလိုရိုးကြီးဟောတော့
လူ100လောက်ကနေ90လောက်ဖြစ်သွား90လောက်ကနေအစိတ်လောက်ဖြစ်သွားနောက်ပိုင်းကိုယ်တော်ရဲ့ကြံတာအဲ့ဒါနဲ့တရားနာပိဋကတာရှင်းနာနိုင်တဲ့ဤကိုဝိဇောရိယကြီးဟောတာတို့သာယာဝတိဥညယဟောတာတို့ဒီနည်းတွေနဲ့ပထရာဖြန့်ပြီးတော့ကျွတ်တူတတ်တဲ့စကလုံးလေးတွေနဲ့သိသလောက်ပေါ့ဗျာဟောလိုက်တော့အခုနောက်ပိုင်းကျတော့ပိဋကများလာတာကိုတွေ့ရပါတယ်ကဲဒီတော့ကောင်းပြီရှေ့ဆက်ကြအောင်လို့တို့တို့လေးပေါ့ဗျာဘုရားကိုယ်တော်များဟောတော်မူလိုက်တာကမရဏနုဿတိကမ္မထံတရားမရဏမေဘဝိတ္တိမရဏမေဘဝိတ္တိမရဏမေဘဝိတ္တိမှားသွားဗျာတို့တို့လေးပေါ့နောင်ရဲ့လည်းစီးဖြန်းရတာပေါ့ကဲဆိုကြည့်သားနောက်ကမရဏမေဘဝိတ္တိမရဏမေဘဝိတ္တိမရဏမေဘဝိတ္တိမေးတော့ပါဘူးမသေးမချင်းအယူဆွဲအောင်မှတ်သွားတူတူလေးမို့ကိုင်အနဲ့ပေးကြည့်အောင်ဆိုသားမှာမေငါအားမရဏသေခြင်းသည်ဘဝိတ္တိဖြစ်လက်တာဘုရားဟောတာဒါပဲခြေသားခြေသမီးတို့တနေ့ငါသေရမှာပဲဆိုတာသိထားကြပြီတော့ဘုရားဒီတိုင်းဟောငါသေရလိမ့်မယ်ဆိုတာတော့မြေကြီးလက်ခံမလွယ်သိထားကြဒီကမ္မထံမရဏနုဿတိတရားကဘုရားဟောလိုက်တာတရားနာပိဋကကြီးစီကားတဲ့ထဲကခုနဲ့ကကလေးမလေးမဲ့ဒုက္ခဩဘုရားကိုယ်တော်မြတ်ကြီးကဒီတရားငါအတွက်တက်တက်ဟောတော်မူရှာတာပဲဟောဒီအသိနဲ့ယူသွားဘုရားကိုယ်တော်မြတ်ကြီးကဒုက္ခညှိအတွက်တမင်ဟောတော်မူလိုက်တာကပဲနားဆွဲအောင်မှတရားပွဲကြီးပြီလို့ပိဋကတွေအကုန်ပြန်ရကလေးမလေးလည်းပြန်တော့ပေါ့အဲ့ဒီတရားနာပိဋကကြီးတွေကကုံရောင်းကုံဝယ်လုပ်တဲ့လူကလည်းအယောင်အဝယ်လကစားကလည်းလကစားအလိုက်ကြည်တရားနာပိဋကတောင်သူကလည်းတောင်သူအလိုက်ကူလီကလည်းကူလီအလိုက်ဒီလိုတရားပွဲကြီးကပြန်ပြီးတော့ကိုစည်းဝါးတာကိုလုပ်ကြတယ်ဘုရားဟောတဲ့မရဏနုဿတိကမ္မထံတရားဘယ်သူမှအရေးမယူဂယုမဆိုင်ကြနာပြီးပြစ်ထားလိုက်အတူယူကြနော်နာပြီးပြစ်ထားလိုက်ဘုရားကိုယ်တော်တိုင်ဟောတဲ့တရားပွဲကြီးတောင်နာပြီးပြစ်ထားတဲ့လူတွေအတော်များတော့ကျွတ်တူလဲတစ်ခါအားပြော့သမျိုးပြစ်မထားကြပါနဲ့ဗျာဘယ်လူတွေပဲလို့ပင်ပြစ်ထားကြပြီမဲ့လို့မဲ့ဒုက္ခလေးကတော့ဩဒါငါအတွက်ဟောလိုက်တာပဲလို့အေးရောက်တော့လေအဖေရှိဒူးလေးတုပ်ဘေးသမီးပြန်လာပြီအေးဘုရားကိုယ်တော်မြတ်ဘာဟောလိုက်တုံးသမီးဘေးဘုရားကိုယ်တော်မြတ်ကြီးကမရဏမေဘဝိတ္တိရဖေရဲ့အဖေတနေ့ကြတော့ငါပေးရမှာပဲဆိုတာသိထားရမယ်ဖေရဲ့အေးဟုတ်တာဗောသမီးရဲ့တနေ့သိကြရမှာဗောဇာတိဇမရဏဆုံးရမှာပဲအဖေလည်းသိမှာသမီးလည်းသိမှာပူပူရရတတ္တဝါမှန်သမျှသိကြမှာပဲသမီးရဲ့ဟုတ်တယ်ဖေသိခြင်းတရားဆိုတာဘယ်သူမှနေရမှာမဟုတ်ဘူးဖေရဲ့တချို့သမီးတွေအသက်ကြီးတဲ့လူတွေသေကုန်ကြပြီတချို့သမီးနဲ့သက်တူရွယ်လူတွေသေကုန်ကြပြီတချို့သမီးအောင်ငယ်တဲ့လူတွေသေကုန်ကြပြီဘယ်ဒီလိုသေကုန်ကြတော့သမီးတို့လည်းဒီလမ်းကမလွဲလို့သေရမှာပဲဆိုတာသိပြီးမသေးခင်ကာလဘုရားကိုယ်တော်မြတ်ကြီးဟောထားတဲ့တရားတော်ကိုအမှတ်တရနဲ့ကြင်ကြံကျိုးကိုအားထုတ်မယ်ဆိုရင်သမီးတို့နောက်အရေးတပွဲပါမှာပဲဖေရဲ့အေးသမီးရဲ့တို့တော်လေငါသမီးနဲ့အဖေသေခြင်းတရားကြီးပြောအဖေကျက်သိမ့်ထားတယ်သမီးရဲ့ဖေကအသက်ကြီးပြီးသေရင်အသက်အတိုင်းဆိုရင်ဖေကအရင်သေရမှာအိုးဖေကလည်းဒါပေမဲ့လို့ဣဇေဝသူဝေဝဘုရားကိုယ်တော်မြတ်ကြီးဟောထားတယ်ဆိုတာသမီးကတော့တခါဆုံးလို့ဖေရဲ့သူများပြောတန်တော့ကြားဘူးပါရဲ့သိရမှာကနေ့ရက်မရွေးဘူးတဲ့ဖေရဲ့ဒီတော့အဖေသမီးကအရင်သေမယ်ဆိုတာလည်းမသိပါဘူးဖေရဲ့အဲ့ဒါတွေရှောက်ပြောမနေပါနဲ့တော့အေးသေခြင်းတရားမပြောနဲ့တော့ကဲသမီး
ထမင်းချက်လေဟုတ်ကဲ့ဘယ်ဘဲလို့သူ့ကိစ္စလေးတွေသူ့လို့ကလေးမလေးကထမင်းချက်ပြန်တော့လဲမရဏမေဘဝိတ္တိရေခပြန်တော့လဲမရဏမေဘဝိတ္တိထင်းဖြတ်ပြန်တော့လဲမရဏမေဘဝိတ္တိဒုက္ခတနေ့ကြတော့ညီးသေးရမှာတဲ့အဲ့ဒီကဲဆိုမရဏနုတ္တိကမ္မထံတရားစီးဖြန်းပြီးတော့လာလိုက်တာ3နှစ်ကျော်လို့ကျွတ်တို့4နှစ်ရာသီရောက်ခဲ့ပြီဗျဘေးသားကြီးဘယ်2နှစ်ရာသီရောက်လာခဲ့4နှစ်ရာသီရောက်လာတော့ဘုရားကိုယ်တော်မြတ်ကြီးရွှေညံတော်ကိုရကဖြန့်ကြည့်လွန်ခဲ့တဲ့3နှစ်ကျော်လောက်တုန်းကငါသမီးလေးတယောက်သူ့ကျွဲအိမ်တရားဟောတော့ကတရားနာရောက်တပါးသောပုဂ္ဂိုလ်တွေတပါးသောတတ္တဝါတွေမိမိလျော့လျော့ပေါ့ပေါ့တန်တန်နေကြပြီမဲ့လို့ငါသမီးလေးမဲ့ဒုက္ခကဖြင့်ငါဖယားဟောလိုက်တဲ့မရဏနုတ္တိကမ္မထံတရားအမြဲတမ်းပဲစီးဖြန့်ပြီးတော့နေပါကလားသို့သောဒီကလေးမရဲ့ဒီကနေ့နိဗ္ဗာန်ရနိုင်တဲ့ဥပနိဒေယရှိမရှိကြည်တော်မူလိုက်တော့ရမယ်ဆိုတာသိရမယ်ဆိုတာသိပါသဖြင့်ငါဖယားသူသွားတဲ့လမ်းကတရားပွဲကြီးစီးကျင်းပါမှာတော်လိမ့်မယ်ဘုရားကိုယ်တော်မြတ်ဒီကလေးမလေးရဲ့နိဗ္ဗာန်မဲ့ဖို့ရနိုင်တဲ့ဥပနိဒေယမြင်လို့ဘုရားရှင်ကြွလာပြီမြို့တို့သမီးရဲ့အဖေတို့မှရက်ကန်းကကိုယ်ပိုင်မဟုတ်ဘူးသမီးရဲ့သူများရက်ကန်းအငှားရရတာဆိုတော့အဖေရက်ကန်းယုံတစ်ထွာလောက်ကျန်တဲ့ရက်ကန်းလေးအဖေဖြတ်နေမယ်အဖေရနေမယ်နော်ငါသမီးအိမ်ကထမင်းချက်ပြီးတော့ခတ်သက်သက်လေးလာခဲ့တော့ရက်ဖောက်တောင်းလေးလည်းခစောင်းတင်ပြီးယူခဲ့နော်သမီးအသက်ကြီးတဲ့လူဆိုတော့များမစားနိုင်တော့လည်းပဲဝင်းနဲ့ပူလောင်းလာရင်အလုံးမလုံးနိုင်ဘူးနော်သမီးဟုတ်ကဲ့ဖေစိတ်ချသွားပါတော့ထမင်းကျက်တဲ့အချိန်သမီးခတ်တုတ်လာခဲ့ပါမယ်လို့အဖေကိုဂရိပေးလိမ့်မတဲ့စကားလေးပြောကြဖေလို့သူရကန်းယုံထွက်သွားရောအဖေလို့သူရကန်းယုံထွက်သွားတော့သမီးလေးကသူ့ကိစ္စသူ့တာဝန်နဲ့ဆောင်ရွက်ဘုရားကိုယ်တော်မြတ်ကလည်းဒီကလေးမလေးရကန်းယုံဖြတ်သွားမယ်လမ်းကစီးပြီးတော့အလဝီပြည်အနီးကျွတ်တို့တစ်ပင်ကြီးတပင်အောက်တရားပွဲကြီးကျင်းပတကောဗျဒီလိုတရားပွဲကြီးကျင်းပတော့တရားနာပိဋကတ်တွေပဲလို့ပဲစုံလင်ပေမဲ့လို့ကလေးမလေးမဲ့ဒုက္ခရောက်မလာသေးတော့ဘုရားကိုယ်တော်မြတ်ကတရားမဟောသေးပါဟောရလားပိဋကတ်ကြီးဘုံတော်6ပါးသခင်ဘုရားရှင်ဆိုတော့မြည်ရိလူတဦးတယောက်ကမြမြတ်စွာဘုရားပိဋကတ်ကြီးစုံလင်ပါပြီတရားဟောတော်မူပါဘုရားလို့ဘယ်သူမှမရှောင်ရဲကြပိဋကတ်ကြီးဘုရားဆိုတော့ရှောင်ရဲရဲ့ဘုရားဆိုတော့မရှောင်ရဲဘူးကျွတ်တို့ဘုန်းကြီးတွေကြာရှောက်တယ်ဗျာခုတော့ဟုတ်ပါဘူးဟိုအလှူတွေလိုက်ဟောတော့ဟောတော့လည်းမဟောဘူးတဲ့ဟောတဲ့ဘုန်းကြီးကြတယ်လေသူတို့ကဘယ်လိုလျှောက်တဲ့ထင်တော့ဖင်လက်နဲ့ကုတ်ပြီးကိုတော့တော်တော်လုံးတော့အဲဘုန်းကြီးကဟောလာပြီအလိုက်ပြီးတော့ကိုတော့အဲမဟောတော့မဟောဘူးတဲ့လူတွေကညာကအေးရေးပြထားတာကိုတော့ဟောလည်းပဲအလကားငိုက်နေမှာတော်တော်လုံးတော့ရှောက်ကြတယ်ဗျဘုရားဆိုတော့ဒီလိုရှောက်ရဲရလားပြိဿကြီးမရှောက်ရဲဘူးဘုရားမရှောက်ရဲတော့ဘယ်သူမှလည်းမရှောက်ကြဘူးငြိမ်ပြီးတော့ဘုရားဘယ်နဲ့ကြောင့်တရားမဟောပါလိမ့်အကြောင်းတစ်ခုတော့ရှိပြီးနဲ့သူရဲ့ပိဋကတ်ဆုံးတော့လေဘုရားဘယ်နဲ့ကြောင့်တရားမဟောပါလိမ့်ဒီလိုသာသူတို့ဘုရားဟောမယ်တရားသံငံစားရင်းနဲ့ငြိမ်ပြီးတော့ထိုင်နေလိုက်ကြထွက်လာပြီကလေးမလေးထမင်းတောင်းလေးရွက်လို့ရဖောက်တောင်းလေးခစောင်းတင်းလို့အဖေထံရက်ကန်းယုံထမင်းဖို့အသွားထွက်ပြီးတော့လာတဲ့အချိန်ခါမှာဖယားတရားဝဲလူရုပိဋကတ်ကြီးစီကားကြိတ်နဲ့နေတာသူမြင်လိုက်ဟောမဲကြည်စားနေတဲ့လူတွေမဟုတ်ဘူးဟောဒီလူတွေဘာလုပ်ကြတာပါလိမ့်မလို့လှမ်းကြည့်တန်တော့အကြောင်းတစ်ခုတော့ရှိရမယ်ဟဲ့ဒုက္ခ
တလုံးစီကားတဲ့ပြိတ္တညီဘယ်နှခါကြုံဘူးလွန်ခဲ့တဲ့3 နှစ်ကျော်လောက်တုန်းကအာလဝီပြည်တွင်သူကျွဲတယောက်ရဲ့အိမ်ဖယားတရားဟောတော့ငါဒီလိုစီကားတာငါကြုံဘူးတယ်တန်တော်ဖယားတရားဝဲကြီးများဖြစ်နေလေမလားဖယားကိုယ်တော်များရွှေမြတ်နှတော်ကြီးလည်းမဖူးမြော်ရတာကြာလှပြီဖယားကိုယ်တော်များတရားတော်ကိုလည်းငါမနာရတာကြာလှပြီဖယားကိုယ်တော်များနဲ့တခါဆုံးလို့ဖယားဟောတဲ့တရားတွေကိုငါအထုံးဝါလနာဖြစ်အောင်လို့မရဏမေဘဝိတ္တိမရဏမေဘဝိတ္တိရဲ့လို့ငါနှုတ်ထဲနေ့စဉ်ရှိအောင်ကြိုးစားလာခဲ့တဲ့အခုတော့တရားပွဲကြီးများလားဖယားရွှေမျက်နှာတော်ကြီးဖူးမြော်လိုက်ခြင်းပါပြီတရားပွဲကြီးဖြစ်ရင်တရားနာကျင်လိုက်ပါပြီဒီလိုနဲ့တဖြည်းဖြည်းရှောက်သွားလိုက်တာပရိသတ်ကြီးရှောက်သွားလိုက်တာလူရုပရိသတ်ကြီးနဲ့အတော်နီးကပ်သွားတော့ဖယားကိုယ်တော်မြတ်ရဲ့ရောင်ကြီးတော်မုတ်ဦးကသူ့ပဲလန့်ထိုးလိုက်တော့ဟုတ်ပါပြီဖယားကိုယ်တော်မြတ်တရားဝဲကြီးပါလားဟန်ကြပြီငါတရားနာတော်မယ်ထင်တယ်အလေးသို့တော်လဲတရားဝဲကြီးဝင်တရားနာလို့အဖေထန်ထမင်းဖို့နောက်ကြရင်အဖေငါရိုက်တော်မယ်အဖေရိုက်မှစိုးလို့ထမင်းအရင်ပို့ပြန်တော့လဲကျုံရိုက်ခဲတဲ့တရားဝဲကြီးနဲ့ငါနဲ့လွဲတော့မယ်ဒီမှာလေးစိတ်နှခုဖြစ်ဒီနေရာသူဒွိစိတ်တလို့နာမည်ပေးလိုက်ရတာပေါ့ဗျာစိတ်နှခုဖြစ်အောင်ပေါင်းကြီးဇတ်ထုတ်သေးကြည့်မှာပေါ့တရားနာပြိဿကျွတ်တို့တရားဖန်ဆင်းတဲ့လင်ကတယောက်သူ့တထေးလင်ကတယောက်ဘယ်ဟာသူ့လင်အရင်မှန်သူစဉ်းစားလို့မရလို့စိတ်နှခုဖြစ်လို့ဒွိစိတ်တလို့နာမည်ပေးထားဆိုပါလင်ကြတော့နည်းနည်းလေးနာမည်ကလတလုံးလို့နေအိလိတကိုရနောက်ကလလေးနှလုံးစင်းနဲ့ဤအခရာနဲ့အိလိတအဲ့ဒါကြတော့နာမည်ဆင်အောင်မဲ့တာနဲ့တူပါရဲ့ဥအောင်မောင်းတို့ကဣလိတတဲ့ဒုစိတ်တမကအိလိတကိုဗျဒါကြောင့်ဒုစိတ်တဆိုတဲ့နာမည်လေးသဘောကျလို့ထည့်ပြောတာပါဒီနေရာသူဒုစိတ်တလို့နာမည်ပေးလိုက်ရမှာပါစိတ်တစ်ခုဖြစ်နေတဲ့ကိုဗျတရားဝဲကြီးဝင်ပြီးတော့အရင်တရားနာလို့ထမင်းဖို့နောက်ကြရင်အဖေရိုက်တော်မယ်လိမ္မာတဲ့သားသမီးဟဲ့ငါကြီးများနှမများကိုင်မေးအောင်ပြေးသားကြီးတရားနာတာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်ဟဲ့ကောင်းတဲ့အလုပ်တောင်မှမိဘမသိဘဲနဲ့လုပ်ရမှာကြောက်ရင်မကောင်းတဲ့အလုပ်ဒီကလေးမှလေးလုပ်ပါအတူယူကြဟဲ့ဘယ်သွားမိဘအသိပေးသွားပါစုကနေထွဲမသွားပါနဲ့ဒီခေတ်ကြီးထဲမှာတတိထားကြပါနော်မိဘအသိပေးသွားကြပါတရားဝဲသွားလဲပေးဖို့ဝလာသမင်းသွားလဲအသိပေးဖို့ရုပ်ရှင်သွားလဲအသိပေးဖို့ဈေးသွားလဲအသိပေးဖို့ငါပြောရအောင်စမ်းပြီးလို့ဟောငဇွန်နေတဲ့တရားဟောတော့ငဇွန်မြို့တောင်ဘက်ဟိညောင်ချင်းဆိုတဲ့ရွာရောက်တော့ဘုန်းကြီးရဲ့စားအိမ်တောက်အိမ်တက္ကမကြီးသူ့သမီးပြိုလေးရှိတယ်လှလှပပနာမည်ကလေးကမိတောင်းတဲ့ကျွတ်တော့ညောင်ချင်းကတရားဟောပြီးတော့ငဇွန်မြို့ဈေးနာမှာတရားလေးညပြောင်းဟောတော့အဲ့ဒီညောင်ချင်းကတက္ကရင်တက္ကမရင်းနေဖြစ်လို့တရားနာလိုက်ကြတမိုင်သာသာလောက်ရှိတာကိုသိမဝေးတော့တချို့လက်ချီခြင်းတချို့လက်လှဲနဲ့လိုက်ကြအဲ့ဒီခုနကကလေးမလေးမိတောင်းတော့ပါတယ်တရားနာပြီးတော့ဘုန်းကြီးတို့နှုတ်ဆက်ပြီးပြန်အသွားတရားနာပြိဿကြီးငဇွန်ရုပ်တောင်ဘက်ကမကြီးပင်အောင်ရောက်တော့မိတောင်းသူတို့ရွာသားလေးတွေဝိုင်းပြီးတော့လှဲတင်တဲ့ကိစ္စကျုပ်ပဲသိမလို့တရင်စာတဲ့ပါလားတရားပွဲအပြန်လှဲတင်ခြင်းကောပါသေးရဘုန်းကြီးဥဇတိလဆိုပြီးစလုံးမဲကြီးနဲ့ပါမလားတရားပွဲအပြန်နဲ့ဟိအဲ့ဒါကျုပ်မသိဘူးပေါ့မသိဘဲနဲ့နေလာလိုက်တာတရားနာပြေးတာနောက်တစ်ခေါက်ကိုကျုပ်ညောင်ချင်းရောက်တော့မိတောင်းရဲ့အမေကခြေတော့ဖက်ငိုပါရောဗျာဟောဗျာတကွာကြီးဘာဖြစ်တာတော့
ဘာဖြစ်ရမလို့ဗျာအရှင်ဘုရားနှမမိတောင်းပေါ့ကျုပ်ကမသိသေးတော့သေးပြီးထင်တာပြုသိမှသိသေးပဲကိုဒကမကြီးရဲ့ဘယ်လိုဖြစ်တာတော့တော်ပါသေးရဲ့ဒီလောက်မေးမိလို့ဘုရားတဲ့အရှင်ဘုရားတပည့်တော်တို့ရွာကနေပြီးဇွန်မြို့တရားပြောင်းဟောတော့တပည့်တော်သမီးများတရားနာလိုက်တယ်ဗျာဟုတ်တယ်လေအဲ့ဒါကြောင့်နှုတ်ဆက်ပြန်တယ်အဲ့ဒါဘာပြုလို့အရှင်ဘုရားတရားပွဲကအပြန်ငဇွန်မြို့တောင်ဘက်မကြီးပင်ကြီးအောင်ရောက်တော့ဘုရားတပည့်တော်သမီးလေးကျုပ်ကမွေကိုက်ပြီးထင်တော့သိမှသိပဲနဲ့ကိုရထင်နေရတကယ်ပြောစမ်းမအောင်ဒကမကြီးဘုရားတဲ့တပည့်တော်တို့ရွာသားလေးတွေပါပဲဘုရားလူအုပ်ကြီးတဲ့ကနေပြီးတော့မိမသားတွေကြီးဆိုတော့ယောက်ျား၄-6ယောက်တပည့်တော်သမီးကိုဝိုင်းဆွဲပြီးတော့လှဲတင်သွားကြတယ်ဘုရားသို့တော်လဲဘုရားခုတော့သမီးတော့အိမ်ပြန်ရောက်ပါပြီဘုရားသမီးအကြောင်းပြုလို့ရထင်ရွာတဲ့ရွှေတွေမျိုးတွေကွဲလို့တရားနဲ့တရားမကူရမသွားရဲ့အောင်တုတ်တွေဓာတွေနဲ့တချို့လည်းရိုက်ကြနှစ်ကြလို့ယုံရောက်ဂတ်ရောက်တချို့လည်းဆေးရုံကမဆင်းသေးဘူးဗျာမှန်လားပါဗျာတဲ့ရှင်မရအရင်ကြွလာတော့ကတော့တရားပွဲကြီးကျင်းပလို့အခုတရားပွဲကျင်းပဖို့ဆိုတာဝဲလို့တရားနဲ့တရားလောက်ဖဲရေကတ်ချင်လို့ဆုံးကတ်ချင်လို့ပြင်တာတောင်းမှရှင်ဗျာအသွားခက်အလားခက်မျက်နှာပြခက်မှုအရင်လုံးကတရားပွဲကြီးကျင်းပပေမဲ့လို့ခုမကျင်းပနိုင်လို့အရှင်ဖျားကြွလာတော့တပည့်တော်မှာအဟောင်းနဲ့အသစ်ပြီးအမဲကြောက်ပါငိုရတော့မလို့လို့သကမကြီးတရားတွေလည်းနာထားသားနဲ့အသက်တရားမနည်းရအမှုတရားတွေ့ရဆိုတဲ့လောကကြီးသကမကြီးတရားနဲ့ဖြေမှာပေါ့မနှဲဖြောင်းပြယူရတယ်ဟဲ့ဒါကြောင့်ငါညီများနှမများဘယ်လုံးသွားမိဘသိပါစေကောင်းမှုလားပြိဿကြီးကောင်းပါဗျာအဲကလေးတွေတောင်တော့ကောင်းကိုဒါကြောင့်ကျုပ်တရားပွဲကလေးတွေရှေ့ပို့တာပေါ့ဗျာ။ဘာကြတဲ့ဥဇတိလာမင်းတို့နဲ့တော်တာ။သူတို့ကတော့ဘတ်ကေးဘေးကတ်ဒီတော့ခမရတို့လည်းဒီကလေးတွေရှေ့ပို့တော့ကျုပ်ကလည်းဆုံးမဒီကလေးတွေလိမ့်မှာခမရတို့လည်းဝမ်းမြောက်ကြရမှာပေါ့ဗျာ။မှန်လားပြိဿကြီး။မှန်ပါဗျာ။ကဲကြည့်မဒုက္ခလေးမကောင်းတဲ့အလုပ်တောင်မဟုတ်ဘူးဟဲ့။တရားနာတဲ့အလုပ်အဖေမသိလို့ရှိရင်ဖြင့်အဖေမသိပဲတရားနာကသမင်းဖို့နောက်ကြရင်ငါရိုက်တော့မှာပဲနော်ကလေးမလေးစဉ်းစားနေဗလားပြိဿသူစိတ်ကလေးတစ်ခုလားနှစ်ခုလားဖြစ်နေနှစ်ခုဟဲ့တစ်ခွဖြစ်နေတာပေါ့ကဲဒီတော့ကောင်းပြီအလေအဖေရိုက်တာခံရတော့မှာပဲရိုက်ချင်းရိုက်ပါစေတော့တရားဝဲကြီးကြုံကြိုက်ခဲလွန်လို့ဒုက္ခကြီးတရားနာပြီးတော့မှအဖေထန်ထမင်းဖို့သွားပြီတော့လို့စေရနာလေးကတရားဝဲပဲတွန်းလှော့ပို့လိုက်တော့ရုပ်ကြီးကနန်းခိုင်းရသွားရရှာတော့ပေါ့ပရိသတ်ကြီးအစွန်ရောက်တော့ဘုရားကိုယ်တော်မြတ်ကြီးကရွှေမရိုးစီအဆင်းရှိတဲ့လေပင်တော်ကမော့ရှိလိုက်ကလေးမလေးလှမ်းကြည့်ကြည့်တော့ကလေးမလေးကဟောဖယားကိုယ်တော်မြတ်ကြီးကငါကြည့်တော်မူတယ်ဖယားကိုယ်တော်မြတ်ကြီးကငါကြည့်တော်မူတယ်တန်တော်ဒုက္ခညီကိုဖယားကိုယ်တော်မြတ်ကြီးကသူ့ရှိအရောက်လာစေခြင်းတဲ့နဲ့တူတယ်ကဲကြည့်ကြစမ်းဟဲ့ငါတော်မများအတူယူသွားရဖယားနဲ့ဆုံထားတော့တရားကထုံပြီးသားကိုဟဲ့ကြည့်နော်ဖယားကိုယ်တော်မြတ်ဘိုက်ထဲမြန်သူကဝင်ကြည့်ကလို့ကြီးဗျငါလာစေခြင်းနဲ့တူတယ်ပရိသတ်ထဲခွဲပြီးတော့ကလေးမလေးဝင်သွားတော့ဘုရားကိုယ်တော်မြတ်ကြီးကမေးလိုက်ကုတော်အဂိသတိကုမာရီကေလို့ဘုရားကမေးလိုက်ကုမာရီကေခြေသမီးကုတော်ဘယ်ရောက်မှအဂိသတိလာခဲ့လေသနီးခြေသမီးသင်ဘယ်ကလာသလဲပေါ့ဗျာရှင်းရှင်းကဒီတော့ကလေးမလေးကဘာလျှောက်ငါစမ်းမိပါနဲ့တပည့်တော်မှဘယ်ကလာမှမသိပါဘုရားကဲဘုရားကဘယ်ကလာသလဲမေးတော့ကလေးမလေးက
ဘယ်ကလာမှမသိဘူးရှောက်လိုက်တော့ပရိသတ်ကမျက်တောင်မခတ်ဘူးသူဝိုင်းကြည့်ကြရိုးရိုးကြည့်တယ်တော့မထင်နဲ့မျက်နဲ့ထောင်းကပ်ပြီးမျက်စောင်းထိုးကြည့်ကြည်စံခက်ပါပြီအမိုက်မလေးဘယ်လိုကောင်းပါလိမ့်မှမသိဘူးဘုန်းတော်6ပါးသခင်ဖယားရှင်ကိုပရိသတ်ကြီးတယ်မလေးမခန့်နဲ့တကယ်ဆိုကိုအိမ်နေတဲ့လူပဲခြေနှလုံးအိမ်တိုင်တော့မဟုတ်တန်ရာလူသားမှန်ကအိမ်နေကြတော့တကယ်ဆိုရင်ဘယ်ကလာတယ်လဲမေးအိမ်ကလာတယ်ပြောလိုက်ရောပေါ့အခုတော့ကိုလာတယ်လမ်းမသိရအောင်ဒီကောင်မကလမ်းဘာထောင်းလာလို့ပါလိမ့်မလို့ရှေ့ကတလုံးပြောင်းသုံးညဘာထောင်းလာလို့ပါလိမ့်မလို့ကြည်တာနော်သူတို့ပဲလို့ပဲကြည်ပြီမလို့ဘုရားကိုယ်တော်မြတ်ကသာရုကုမာရီကေသာရုတရားဝိသေစီတော်မယံပု္စိတပညောဝါပထမံဓာတိသာရုကသာရုဗျာချစ်သမီးတော်ပြီစွာငါဖယားမေးတော်မူတဲ့အတိုင်းသင်ဖြေနိုင်ပြီစွာဘုရားသာရုခေါ်တဲ့ဟိုပရိသတ်ကကဲ့ကြီးတော်ပါသေးရဲ့ကျွတ်တုတ်ပရိသတ်ကလည်းဘုရားနဲ့အတူတူသာရုခေါ်ပြီးပြီပေါ့နောက်ဘုရားကိုယ်တော်များကထပ်မေးကထကမိတတိကုမာရီကေထပ်မေးလိုက်ကုမာရီကေခြေသမီးကထဘယ်ရသူကမိတတိသင်သွားမလဲသင်ပဲသွားမှလဲပေါ့ဗျာဒီလိုမေးလိုက်တော့ကလေးမလေးကနဇာနာမိဗန္ဒီတပည့်တော်မဘယ်သွားရမှလည်းမသိပါဘူးဗျာဟောလှုပ်ပြန်ပြီတဲ့ခက်နေပါလားဒီဟာမလေးညစပြစ်ပေါ့ဗျာမင်းငေါ့ပေါ့ဗျာကြည်ကြတော့ပေါ့ဗျာလှုပ်နဲ့တကယ်ဆိုကိုရက်ဖောက်တောင်းပါသားရက်ကားယုံသွားမယ်ပြောလိုက်ပေါ့ရက်ကားယုံသွားမယ်ပြောလိုက်ပေါ့ကိုသွားမယ်လမ်းတောင်မသိရအောင်ဒီကောင်မကဘာစိတ်မွန်နေလို့ပါလိမ့်မလို့ကြည်ကြတာပြုတ်သူတို့ပဲလူဝင်ကြည်ပဲမလို့ဘုရားကိုယ်တော်မြတ်ကသာရုကုမာရီကေသာရုတရားဝိသေစီတော်မယံပု္စိတပညောဝါဒုတိယံဓာတိသာရုကဘုရားကိုယ်တော်မြတ်ဒုတိယအကျင့်သာဓုအနုမောခေါ်တော်မူပါတယ်ဗျာငါမေးတဲ့အတိုင်းဖြေနိုင်ပြီသွားတဲ့ဗျာဘုရားကဒီထဲတရားနာပရိသတ်ကြီးဘုရားကိုယ်တော်မြတ်ကြီးကနောက်တစ်ခါတတရပြဿနာဆက်မေးနသနာတိကုမာရီကေခြေသမီးသိတကယ်မသိဘူးလားလို့မေးပြီယုတ်မေးတော့ကလေးမလေးကဇာနာမိဗန္ဒီတပည့်တော်မတခုတော့သိပါတယ်ဘုရားဟောလောက်ပြန်ပြီတဲ့ခက်နေတဲ့ကလေးမပါလားဝိုင်းကြိတ်ကြဘယ်ကလာတယ်လဲမေးတော့မသိဘူးတဲ့ဘယ်ကောမှလည်းမေးတော့လည်းမသိဘူးတဲ့အခုမသိဘူးလားမေးတော့တခုတော့သိတဲ့တန်းသူသိတဲ့တခုကအရှည်ကြီးတွေးတာပြုရှည်ကြီးလှမ်းတွေးတာပြုသူတို့ချင်းတော့သိကြတာပေါ့တန်းသူသိတဲ့တခုကကြည်ကြတယ်ပြုသူတို့ပဲလိုပင်ကြည်ပဲမဲ့လို့ဘုရားကိုယ်တော်မြတ်ကသာရုကုမာရီကေသာရုတရားဝိသေစီတော်မယံပု္စိတပညောဝါတတိယံဓာတိသာရုကဘုရားသာရုခေါ်တာဘယ်နှကြိမ်ရှိ3ကြိမ်ပြုဟိုဘုရားရှိကပရိသတ်ကြီးကဲ့ရတာဘယ်နှကြိမ်ရှိမကျွတ်တော်ပရိသတ်ကြီးကကဲ့ရသလားသာရုခေါ်သလားသာရုခေါ်တာကျွတ်တော်ပရိသတ်3ကြိမ်ရှိနောက်ဘုရားကဆက်မေးတယ်ဇာနာတိကုမာရီကေဟဲ့ခြေသမီးအဲ့ဒီတခုကသင်တကယ်သိသလားလို့မေးလိုက်ပြန်သည်
ဒီတော့ကလေးမလေးကနာဇာနာမီဗန္ဒီတပည့်တော်မှာတကယ်တော့မသိပါဖယားဟောလုံးပြန်ပြီတဲ့ခက်တဲ့ကလေးမလေးကိုဘုန်းတော်၆ပါးသခင်ဖယားရှင်ပြိဿကြီးအလဲကောင်းမှာမလေးမဆမ်းမလေးမခန့်နဲ့ဘယ်လိုလုပ်နေပါလိမ့်မတော့ကြည်ကြတော့ပေါ့ဗျာကြည်တခုတော့သိတယ်ဆိုပြီးတော့အခုအဲ့ဒီတခုတကယ်သိသလားမေးတော့တကယ်မသိဘူးတဲ့ဘယ်သိမလို့သူကမရေမရမို့နေမှာပေါ့ကြည်ကြတော့ပေါ့ဗျာအရာသုံးနေထဲပြောဇာတဲ့ဘာပေါင်းကျုပ်ကရုပ်ရှာရှင်းနေရကဲဒီလိုနေမှာလို့ကျုပ်ကထဲပြောရတာပေါ့မှန်ပြီးတော့ကြည်လေတရားနာပြိဿသူတို့ပဲလို့ဝင်ကြည်ပဲလို့ဘုရားကိုတော်မြတ်ကနောက်ဘုရားကဆက်မေးတယ်ဇာနာတိကုမာရိကေဟဲ့ခြေသမီးအဲ့ဒီတခုကသင်တကယ်သိသလားလို့မေးလိုက်ပြန်သည်ဒီတော့ကလေးမလေးကနာဇာနာမီဗန္ဒီတပည့်တော်မှာတကယ်တော့မသိပါဖယားဟောလုံးပြန်ပြီတဲ့ခက်တဲ့ကလေးမလေးကိုဘုန်းတော်၆ပါးသခင်ဘုရားရှင်ပြိဿကြီးအလဲကောင်းမှာမလေးမဆမ်းမလေးမခန့်နဲ့ဘယ်လိုလုပ်နေပါလိမ့်မတော့ကြည်ကြတော့ပေါ့ဗျာကြည်တခုတော့သိတယ်ဆိုပြီးတော့အခုအဲ့ဒီတခုတကယ်သိသလားမေးတော့တကယ်မသိဘူးတဲ့ဘယ်သိမလို့သူကမရေမရမို့နေမှာပေါ့ကြည်ကြတော့ပေါ့ဗျာအရာသုံးနေထဲပြောဇာတဲ့ဘာပေါင်းကျုပ်ကရုပ်ရှာရှင်းနေရကဲဒီလိုနေမှာလို့ကျုပ်ကထဲပြောရတာပေါ့မှန်ပြီးတော့ကြည်လေတရားနာပြိဿသူတို့ပဲလို့ဝင်ကြည်ပဲလို့ဘုရားကိုတော်မြတ်ကသာရုသာရုကုမာရိကေသာရုတရားဝိသေစီတော်မယံပု္ခိတာပညောဝါစတုထောသာတိသာရုကဖယားသာရုခေါ်တာဘယ်နှကြိမ်ရှိ၄ကြိမ်ရှိသွားဖယားရှိကပရိသတ်ကြီးကကဲ့ရတာဘယ်နှကြိမ်ရှိကျွတ်တို့ပရိသတ်ကြီးကသာရုခေါ်တာဘယ်နှကြိမ်ရှိခြေသမီးဘယ်ကလာသလဲမေးတော့ဘယ်ကလာမှမသိပါဗျာတခုခြေသမီးဘယ်သွားမှလဲမေးတော့ဘယ်သွားရမှမသိပါဗျာနှစ်ခုဟဲ့ခြေသမီးတကယ်မသိဘူးလားမေးတော့တခုတော့သိပါတယ်ဗျာသုံးခုဟဲ့ခြေသမီးအဲ့ဒီတခုတကယ်သိသလားဆိုတော့တကယ်တိတိကျကျတော့မသိပါဗျာပြဿနာ၄ချက်ဖယားကိုတော်မြတ်ကတော့သိတော်မူလို့သာရု၄ချိန်ခေါ်တော်မူခဲ့ပြီလေဖယားရှိကပရိသတ်ကြီးကသဘောမပေါက်ကြတော့ရန်ကဲ့ကြအဲ့ဒါလို့ကဲ့ရတဲ့အတန်လေးဖယားကိုတော်မြတ်ငြိမ်အောင်ပြုတော်မူ၍ဩတရားနာပရိသတ်အခုငါဖယားတာတုခေါ်တော်လဲကလေးမလေးရဲ့ပြဿနာအဖြစ်မှန်ကိုသူတို့သဘောမပေါက်ကြသေးပါလားအဲ့ဒါအားလုံးလူတွေသိကြစေခြင်းကဖယားကိုတော်မြတ်ကမဲပြီပြိဿကြီးဟဲ့ချစ်သမီးသင်ဘယ်ကလာသလဲလို့မေးတော့ဘယ်ကလာမှမသိဘူးဆိုတော့ဘယ်နဲ့ဟာတော့ဒီတော့မှကလေးမလေးကမှန်လားပါဗျာတဲ့ဖယားကြီးတော်မှာအိမ်မှာနေတဲ့လူသားဖြစ်ချင်းကြောင့်အိမ်ကလာတယ်ဆိုတာတော့ဖယားကိုတော်မြတ်ကြီးနဲ့တကွာဒီပရိသတ်ကြီးသိတော့ကြပါတယ်ဗျာဒီအိမ်ကလာတယ်ဆိုတာတော့လွယ်လွယ်လေးမမေးတော့ဘူးဟဲ့ခြေသမီးသင်ဒီလူဘဝကိုဘယ်ဘဝကကူလာတာလဲလို့မေးတာမှတ်လို့ဖယားတပည့်တော်မှာဘယ်ဘဝကလာမှမသိလို့ဘယ်ကလာမှမသိဘူးလို့ဖြေခြင်းပါဖယားရှောင်းလိုက်ပါရောပြိုဘုရားရှိကဘုရားကြီးလှုပ်လာမဲဒီကောင်မလေးကဒီလိုဆိုတော့လေအတော်လားမြန်နာဗျာချိန်မုန်းကဲကြီးအတော်တော်တဲ့ကောင်မလေးဟုတ်သားပဲအမေသူ့ရင်မကဘူးတို့လည်းဘယ်ကလာမှမသိဘူးနော်ဟဲတော်တာဟဲကလေးမလေးချိန်မုန်းညချိန်မုန်းကဲကြီးမြန်တယ်နော်နေနံပတနာလောကရဟောဒီနှစ်ခုအလုံးမြန်တယ်ဗျ
ချို့မြင်မှုလားဗျမန္တတောင်တနေရာကနေပြီးအလှဝဲမင်္ဂလာပွဲချိန်မွန်ညခဲ့ကြပတ်ဆောင်မရှိတဲ့လူကြတော့အစ်စ်ဝစ်လာတာတော့အရေးစိမ်ပြောဟောကောင်မဆွဲလာတာသူပစ္စည်းမဟုတ်ဘူးသူပစ္စည်းမဟုတ်တော့ကိုယ့်အပူလားဘာဆိုင်လို့အချုပ်တိုက်ထိုင်ကြိတ်ဒီကငှားတဲ့လူချင်းကလည်းမန္တပေါက်ကြရံဖြစ်တယ်ဟိုကောင်မကသူဥသွားလို့တဲ့နှမို့ငါရမှာဥကြားကိုပေါက်ဆင်းရဲတဲ့လူသာကြိတ်တာတော့ပတ်ဆက်ရှိတဲ့လူကြအိုးသူတို့ကတော့ဘာဝိဝိကြည်လာနေတာပဲရှောင်းမွေးလေးနဲ့ဘာရနှစ်သိချက်ကလေးစီညမ်းဆင်ချိန်မွန်ညမှန်တယ်နော်ချိန်မွန်ကြိတ်အလွန်များနဲ့ဒီလောကဗျအချို့ရမြုံလာတရားနာပြေတာသူများအပြစ်ပြောမဲ့ကြံဖုံးနဲ့အပိတ်နဲ့အရာထဲမိမတွေလေလက်ကုပ်ချီကုန်းနဲ့အမှန်ကြီးမို့ပြတာတော့ဘယ်သူမှရှောင်ပြောနဲ့အဖုံးနဲ့အပိတ်နဲ့နောက်တအိမ်ကူးသွားလဲညိမို့ပြတာတော့ဘယ်သူမှရှောင်မပြောနဲ့နောက်တအိမ်ကူးလဲညိမို့ပြောတာတော့ဘယ်သူမှရှောင်မပြောနဲ့ဘယ်သူမှမပြောနဲ့လဲပြောရဲ့တရွာလုံးတရလုံးဘယ်သူမှမပြောသူကြီးကုန်ရှောက်ပြောမြင်နဲ့တော့အခုကြည့်တရားနာပြီးတာချင်းမုန်းကြိတ်လောကရအမေတဲတော်တဲ့ကောင်းပါလေဟဲ့ဘယ်ဘဝကလာမှမသိဘူးလို့ပြောတာတဲ့ယတနာတစ်ချက်ပြိဿအလုံးသိသွားပြီနောက်ဘုရားကပြန်မေးခြေသမီးသင်ပဲသွားမှလဲလို့မေးတော့ဘယ်သွားရမှမသိဘူးဆိုတာဘယ်နဲ့ဟာတော့မှန်လားပါဗျာတဲ့တပည့်တော်မှာရက်ဖောက်တောင်းလေးပါတာကိုကြည်ချင်းအဖြစ်ရက်ကရုံသွားမယ်ဆိုတာဘုရားကိုယ်တော်မြတ်ကြီးနဲ့ဘုရားသားကြီးသိလောက်ကြပါပြီဗျာဒီလိုရက်ဖောက်တောင်းပါလို့ရက်ကရုံသွားတဲ့ကိစ္စလွယ်လွယ်ကလေးတော့ဖြင့်မမေးတော့ဘူးခြေသမီးနင်းဒီလူဘဝကသိရင်ဘယ်ဘဝကူးမှလဲလို့မေးတာမှတ်လို့ဘယ်ဘဝသွားရမှမသိလို့ဘယ်သွားရမှမသိဘူးလို့ဖြေခြင်းပါဗျာမလီတော်လိုက်တဲ့ကလေးမလေးတို့ကခုနေငါရမ်းကဲ့နေကြကိုတာတုတော်တာတုတာတုဝါကြီးတွေတာတုခေါ်ကြဟုတ်တယ်တို့လည်းဒီဘဝကသိရင်ဘယ်သွားရမှမသိဘူးဝိုင်းချိန်မွန်ကြပြန်ရောအကုန်လုံးပြိဿကြီးဘုရားရှိပုဒ်တင်ညိုဖြစ်ကိုကောင်းကဆဆညိတ်နောက်ဘုရားကိုယ်တော်မြတ်ကဆက်မေးခြေသမီးသင်တကယ်မသိဘူးလားလို့မေးတော့တခုတော့သိတယ်ဆိုတာဘယ်နဲ့ဟာလို့မှန်လားပါဗျာတဲ့ဘုရားတပည့်တော်မှာလွန်ခဲ့တဲ့3 နှစ်ကျော်လောက်တုန်းကဘုရားကိုယ်တော်မြတ်ကြီးအလဝီပြည်တွင်သူ့ချွေတယောက်ရဲ့အိမ်မှာဆွမ်းဖုံးပေးရင်းနဲ့ဟောကြားတော်မူတဲ့မရဏနုတ္တိကမ္မထံတရားမရဏမေဘဝိတ္တိဆိုတာနာရပါသဖြင့်မှန်လားပါဗျာတနေ့တော့ငါသိရမှာပဲလို့အဲ့ဒီသိရမှာသိလို့သိရမှာတခုကိုသိလို့တခုတော့သိတယ်လို့ဖြေခြင်းပါဗျာရှောက်လိုက်ဟောတော်မလီသူတခုသိတယ်ဆိုတာဒိုးတွေးတာကြီးကဟုတ်မှဟုတ်ပဲကူခုမှပေါ်လာမဲတို့ပြောတာဟုတ်ဘူးဟဲ့တခုသိတယ်ဆိုတာသိရမှသိတဲ့အော်ဟုတ်သားပါလားတနေ့ကျတော့ဒိုးလည်းသိရမှာပါလားတဲတော့တဲ့ကလေးမလေးနဲ့ဝိုင်းချိန်မွန်ည3 ခုပြီးသွားပြီနောက်ဘုရားကိုယ်တော်မြတ်ကပြန်မေးခြေသမီးအဲ့ဒီတခုတကယ်သိသလားလို့မေးတော့တကယ်တော့မသိဘူးဆိုတဲ့နောက်ဆုံး4 ခုမြောက်ပြဿနာကဘယ်နဲ့ဟာတော့မှန်လားပါဗျာတဲ့သိရမှတခုကိုတပည့်တော်မှသိပေမဲ့လို့ဘယ်နေ့ဘယ်ရက်ဘယ်လဘယ်ချိန်ဘယ်နေ့မှသိမဲ့လို့တကယ်တိတိကျကျမသိလို့တပည့်တော်မှတကယ်တော့မသိဘူးလို့ဖြေခြင်းပါဗျာကြည်တရားနာပြိဿအဲ့ဒါလို့လဲဖြေလိုက်ရောတယောက်နဲ့တယောက်ပေါ့ဟုတ်တယ်နော်မဲတို့လည်းဘယ်နဲ့သိမှမသိဘူး
ဟုတ်တယ်လေအမေဘသူသားလေးမသိဘူးထင်တာမနေ့ကဆုံးကဆုံးတယ်အဲပရိသတ်တဲ့ကိုကားတွေဂုံလျှောက်ပြောကြတော့ကျွက်စီနဲ့ပေါ့ဗျာစားရင်ပါဘူးနော်ဒါကျုပ်ကမှန်းရမ်းပြောတာဒါမပါတာလည်းမပါတဲ့အကြောင်းကတိတိကျကျထဲပြောရတာလောကလူတွေနားလဲအောင်မင်းလားပရိသတ်ကြီးလုံးနဲ့ချိန်မောညဒီတော့ဒီပြဿနာ၄ချက်ကိုတကယ်တမ်းတရားနာပရိသတ်နားလဲအောင်တတ်ထုချပြီးအိမ်ပါအောင်ထဲပေးကြဆိုတော့ကျုပ်ပြောမယ်ဗောဘယ်ကလာတယ်လဲမေးတော့မသိဘူးဆိုတာဘာတဲ့တုံးပြိဿကြီးဟုတ်သားတော့ဗျာကလေးလေးလူကြီးတွေနဲ့တော်ပါတယ်ဘုံလုံးပြည့်ထားတယ်မအောင်မေးပါနဲ့ရှင်းကြပါဗျသဘောပေါက်ပြီးသားမြုံမနေပါနဲ့ဒီနေရာမမြုံအောင်ပါဒီပြနေရာတော့ခင်ဗျားတို့သဘောနဲ့ခင်ဗျားတို့ပေါ့ဟုတ်လားဗျဒီနေရာမြုံအောင်ပါသိပြီးသားတော့ဖြေပေါ်ဗျတချို့တရားသာထွက်ရောက်မှကြတော့ရှက်ဟောတဲ့ကလေးတွေဆိုတော့တောင်ကြဖျားကြဘာဖြစ်တော့သူကဖြေတော့ဖြေကြမှာရဲ့တဲ့လူကြီးဆိုတော့တယောက်ချင်းချွန်မသွားရှစ်ဆရာကြီးကိုင်တရားသာထွက်ရောက်မှကြတော့ရှက်တရားချင်းခွန်မောင်းတင်ရောက်မှကြတော့ရှက်ပေါင်ညာဟဲ့ငါလိုကောင်းမှတတ်သိရှိဖြေကြည့်တာဒါမျိုးကြတော့တချို့ဘုန်းကြီးเจ้าကကြားအောင်ဟောကြမရတော့တေချာဒါကြောင့်တရားနာပရိသတ်ကြီးဘယ်ကလာကလေးမေးတော့ဘယ်ကလာမှမသိဘူးဆိုတာဘယ်ဘဝကလာမှမသိပါဗျာဘယ်သွားမှလည်းမေးတော့ဘယ်သွားရမှမသိဘူးဆိုတာဘယ်ဘဝသွားရမှမသိပါဗျာမသိဘူးလားမေးတော့တခုတော့သိတယ်ဆိုတာဘာလဲမေးသိရမှတခုတော့သိပါတယ်ဗျာတကယ်သိသလားမေးတော့တကယ်မသိဘူးဆိုတာဘယ်နေ့ဘယ်အချိန်မှသိမယ်လို့မသိတာပါဗျာအဲမင်းပါဗျာအတန်ထွက်အောင်တော့ဖြေကြအောင်ဘယ်ကလာကလေးမေးတော့ကလေးမလေးဘယ်ကလာမှမသိဘူးဆိုတာဘာတော့ပြိဿဘယ်ဘဝကလာမှမသိဘူးဟုတ်သွားပြီဘယ်သွားမှလည်းမေးတော့ဘယ်သွားရမှမသိဘူးဆိုတာဘာပါလိမ့်ဟုတ်ပြီမင်းတကယ်မသိဘူးလားမေးတော့တခုတော့သိတယ်ဆိုတာဘာပါလိမ့်ဟန်ကြသွားပြီအဲ့ဒီတခုကတကယ်သိသလားမေးတော့တကယ်တော့မသိပါဘုရားဆိုတာဘာပါလိမ့်ဟန်ကြသွားပြီကြာဒါနဲ့ရှည်တဲ့ထင်အတူကောက်မှတ်သွားပေါ့ဘယ်ကလာတယ်လဲသိဘူးဘယ်တော့မှလဲသိဘူးမဟုတ်ဘူးရှင်းရတော့ဒါပဲမသိဘူးလားသိတယ်သိသလားမသိဘူးဘုရားရှိခိုးပြေးတာကိုယ်ရောကံဖြစ်တာလည်းမပြောနဲ့တရားနာပြေးတာအတူကောက်ပြောလိုက်ရင်ဘယ်ကလာတယ်လဲသိဘူးဘယ်တော့မှလဲသိဘူးမသိဘူးလားသိတယ်သိသလားသိဘူးမှတ်သွားပေါ့ဗျာပြဿနာလေးချက်တူတူလေးမှတ်ချင်ရင်ဒါဒီတရားသဘောနဲ့ပြောတာနော်တော့ကြအရာထဲရောက်မှဒီတရားနာပြီးတော့ညှိပဲသွားမလဲဈေးသွားမပြင်းဈေးသွားမပြောသိဘူးမလုံးနဲ့ရာဖြစ်ရင်ရုပ်တာဝန်ကြီးကြီးပဲလာတယ်လဲမေးလို့ရှိရင်သိဘူးမလုံးပါနဲ့ဈေးကဖြစ်ဈေးကလာတယ်ပေါ့ဒါတရားသဘောနဲ့ပတ်သက်အတူကောင်ပြောနေတာကဲတရားနာပြေးသားကြီးပြဿနာ၄ချက်ဖယားကိုတော်မြတ်ကြီးတယ်မကပြေးသားရောနားရှင်းသွားပါလားရှင်းပါပါဗျာနားရှင်းပြီးတဲ့နောက်ဘုရားကိုတော်မြတ်ဟောကြားတော်မူပါပြီဒေသနာအချုပ်အာဒီဘူတောအယံလောကတနုကိထဝိပါဒတိသက္ကုနော